အားလုံးပဲမင်္ဂလာပါရှင်ဒါလေးကကြတော့ခရော်ကျိုးလေးအသက်မွားတို့ရေငွေတယ်လေးနဲ့အတာပေါ့နော်ခရော်ကျိုးလေး24လက်မှရှိတဲ့ခရော်ကျိုးလေးကိုငွေတယ်လေးနဲ့မှရရှိနေဆိုအော်ဒါတယ်လေးတဲ့ကြောက်ပွင့်လူလေးတွေဝယ်လာတာပေါ့နော်ကြောက်ပွင့်လူလေးတွေဝယ်လာပေးတာလေးကိုအရင်ဆုံးပေါ့ဒါလေးကကြတော့ပြောမယ်ဆိုရင်ငွေတွေကကြတော့လေတက်စာဝတ်သွားရမှာဖြစ်တဲ့အတွက်ကြောက်ဆိုရင်ခြားကြောက်တွေဘာတွေလဲမပါအောင်တခြားလုပ်ရတယ်ဒါဆိုရင်အရေးညီတာပေါ့နော်ကြောက်ရဲ့ပယ်အရွယ်ညီတာတခြားခွဲရတယ်အဲ့ဒါလုံးတခြားကြောက်ကိုအရင်တန့်ရသေးဒီကနည်းနည်းပါပါခြားကြောက်ပါတာလေးတွေဒီလိုမျိုးမျက်နှာပြင်ဒင်းမဲပါတာလေးတွေကြတော့လေချပစ်လိုက်ရမှာပေါ့နော်ငွေတွေဆိုတာကလေအရန်လက်ဝင်နေကြောက်ဆိုလဲလေကောင်းပေးတန့်ပေးဆိုတာမှ300တာငွေတွေခတ်တယ်ဆိုတာကလေလေနော်ဟိုတက်စာဝတ်ရမှာဟိုတက်စာရွှေတွေတိုင်းမဲ့တက်စာလေးဝတ်သွားလို့ရရလေနော်ငွေတွေနဲ့ဆိုပေမဲ့လေဟိုရွှေဘိုးနဲ့ရောရလက်ခနှမျိုးတွေဆိုငွေတွေလေးနဲ့ခတ်ဝတ်တော့ဘတ်ဂျက်လေးဆေးဖြစ်တာပေါ့အရန်လဲဝတ်ပျော်တာပေါ့လေနော်ဒါမှလုံးဝမှညီရဲခဲဒါလေးကပြောမယ်ဆိုရင်သူကရွှေတွေနဲ့လည်းခတ်လို့ရပါတယ်ကြောက်ရီကြောက်သားကတော့လေသူကဒါလေးကိုဒါမဲ့ငွေတွေနဲ့အပ်ပြီးမှ24လောက်မှခရော်ကျိုးလေးအပ်ပြီးမှပေါ့နော်ဒါလေးကကြတော့ရန်ကုန်ကမမတယောက်ရဲ့အော်ဒါတယ်လေးကိုမှသူကမမကြတော့ဟိုရိုးရားပိန်နဲ့မကြိုက်လို့ငွေတွေလေးနဲ့အော်ဒါအချင်းနေဆိုလို့အော်ဒါအပ်ပြီးအော်ဒါအထက်ခတ်ပေးဖို့ပေါ့နော်ဒါလေးဒီနေ့ကြောက်လေးတွေဝယ်လာတာလေးကိုမတို့ပြတ်ပြီးဒါကတော့ပထမအောင်ဆုံးနံပါတ်1စစ်မေးရှိသေးတယ်ဒါလေးအထည်လေးတွေထွက်လာပြီဆိုပြန်ပြပုံလေးပြပြင်မယ်နော်ပြန်တင်ပေးမယ်နော်